အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတောင်သူမေမြမအကောင်းကြီးကြိုးဆိုပါတယ်ရှင်ကျွန်မဒီနေ့လောက်ဆောင်မှာကြတော့အုတ်တီအနူရဲ့တလဘောပါရှင်မြင်းနဲ့မားဝယ်လာလို့အဲ့လိုမျိုးဖြစ်သွားတာပါရှင်ဒါပေမဲ့အရန်နဲ့စားကိုကောင်အရန်နဲ့လွယ်ကူပါတယ်ရှင်လုံနေလေးကိုတွားကြည့်ကြရအောင်ပထမဦးဆုံးကတော့ရေလေးကိုတဲပေးပါမယ်ရှင်ရေလေးစူလာအောင်လို့ကျွန်မတို့ရေအနေနဲ့ကိုလိုအပ်တဲ့လောက်လေးပေါ့နော်တဲပေးပါမယ်ရှင်တဲပေးပြီးရင်တော့ချစ်တော်ဖြူလေးကိုလာထောင်းပါမယ်ပြီးတော့ကျွန်မအုပ်နုလေးကျွန်မထည့်ပေးပါမယ်ရှင်ကျွန်မပြောမှရတဲ့နားလည်းပေးပေါ့နော်ခေါ်မသိလို့ပါရှင်အဲ့ဒါလေးကိုရေဆူလိုက်ရင်တော့အဖုံးအုပ်ပြီးတော့ခဏထားတာပါတယ်ချစ်တော်ဖြူလေးကိုအုပ်ထားတဲ့အချိန်မှာလာထောင်းပေးပါမယ်ချစ်တော်ဖြူကတော့လိုအပ်တဲ့လောက်လေးထည့်ပါမယ်ဒီဟင်းထဲမှာငွေးလာအောင်လို့ကျွန်မချစ်တော်ဖြူလေးထောင်းထည့်တာပေါ့နော်ရုပ်ကောင်းထည့်လဲရပါတယ်တချို့ဆိုရင်ရုပ်သီးလေးနဲ့အစလိုမျိုးရောထည့်ပါကြပါတယ်ကိုလိုအပ်တယ်လို့ကိုထည့်လို့ရပါတယ်ရှင်းဒီဟာလေးကကြတော့ရမ်းမလွယ်ကူပါတယ်ပြီးရင်တော့ပစော်နဲ့ငရုတ်သီးစိမ်းကျွန်မထည့်ပါတယ်ကျွန်မထောင်းထည့်ရင်ခလေးလေးစားလို့မနိုင်ပါဆိုလို့ပစော်နဲ့ငရုတ်သီးစိမ်းနဲ့ထားထည့်ပါတယ်ရှင်ပြီးတော့နည်းနည်းလေးငွေပြီးတော့အဖုံးလေးတစ်ခါပြန်အုပ်ထားပါမယ်အချိန်လေးအရန်အခုလိုမျိုးပစော်နဲ့ရုပ်သီးစိမ်းလေးနဲ့ထည့်ပြီးတစ်ချိလောက်ငွေပေးလိုက်ပေါ့နော်သူတို့နတ်သွားအောင်လို့ပြီးရင်တော့ကျွန်မအဖုံးလေးခဏအုပ်ထားပါမယ်ရှင်ရေလေးတအားဆူလာပြီဆိုရင်တော့ကျွန်မခဏဖြော်ထားတဲ့ငပိစိမ်းလေးကိုကျွန်မအရေးဖြော်ထဲရတယ်ရှင်အနံ့လေးရတဲ့အရန်ငွေသွားတာပေါ့နော်ခုလိုမျိုးငပိကိုအရေးစိတ်ထားတဲ့ဟာဖြော်ထည့်ပြီးဆိုရင်တော့ခုနရေစိပ်ပြီးတော့ထောင်းလာတဲ့ဆန်ထောင်းရည်လေးကိုကျွန်မထပ်ထည့်ပါတယ်ရှင်အဲ့လိုထည့်လိုက်ရင်တော့အယောင်မဟုတ်ပါဘူးရမ်းမထသွားတာပေါ့နော်ထသွားပြီးတော့စားချင်စပွဲဖြစ်သွားတာပေါ့နော်ဆန်လည်းထည့်တော့ဆန်ထောင်းရည်လည်းထည့်တယ်ပေါ့နော်ပြီးရင်တော့ကျွန်မအမြုပ်လေးတစ်ခါထုတ်သေးတယ်ပေါ့နော်ဒီထဲမှာတော့မပါဘူးပေါ့ရှင်စားတော့ကောင်းနေရောပဲရှင်ပြီးတော့ကျွန်မအဖုံးလေးခဏအုပ်လိုက်ပြီးတော့စူးပုံရွေးလေးရွှေ့ပါမယ်ရှင်စူးပုံရွေးဆွေထားတာလေးရှိအချိုးမုတ်စားဒီလောက်ပဲကျွန်မထည့်တယ်ပေါ့နော်ဘာဖြစ်လို့ငပိတွေပါလေးထည့်ထားတယ်လေအဲ့ဒါကြောင့်မို့ကျွန်မဒီလောက်ပဲလုပ်ပါတော့တကြားလဲကျွန်မမတိုးတော့ဘူးပြီးရင်တော့ဒီလိုမျိုးရပြီဆိုကျွန်မကလေဒီမှာအမြုပ်ခတ်ထုတ်ဖို့မိသွားတာပေါ့နော်ဒီတစ်ခါမှကျတော့စူးပုံရွေးလေးထည့်ပဲတယ်ပြီးရင်တော့စားလို့ရပါပြီရှင်ကျမမြစ်တလဘောမဟုတ်ဘဲနဲ့အုတ်တီအနုတလဘောဖြစ်သွားပါတယ်ဒါပေမဲ့ဒီအောင်ကျမခေါ်မထီကျမနားလည်ပေးပါရှင်ကျမတကယ်ကိုခေါ်မထီတော့ပါဝယ်လာတဲ့ဟာမှာလည်းညင်းနဲ့မားပြီးဝယ်လာလို့အဲ့လိုမျိုးဖြစ်သွားတာပေါ့နော်စားလို့ကတော့တကယ်လဲအရသာမ